မြန်မာစစ်ကောင်းဆောင်မင်းအောင်လှိုင်ကိုဘင်းဆက်ညီလာခံတက်ရောက်ဖို့အတွက်ထိုင်းအစိုးရကဖိတ်ကြားတဲ့အပေါ်ကိုအပြင်းထန်ရှုတ်ချတယ်လို့လူ့အခွင့်အရေးတက်ကြွလှုပ်ရှားတဲ့မြန်မာရပ်ဘက်အဖွဲ့အစည်းတွေကထုတ်ပြန်ကြေညာလိုက်ပါတယ်။ထိုင်းနိုင်ငံဘန်ကောက်မြို့မှာလာမယ့်ဧပြီလ3ရက်နဲ့4ရက်နေ့တွေမှာကျင်းပမယ်။ဘင်းဆက်ထိပ်သီးအစည်းအဝေးကိုမြန်မာစစ်ကောင်းဆောင်မင်းအောင်လှိုင်ကိုတက်ရောက်ဖို့အတွက်ထိုင်းအစိုးရကဖိတ်ကြားထားတာလည်းဖြစ်ပါတယ်။ထိုင်းအိန္ဒိယနီပေါဘူတန်ဘင်္ဂလားဒေ့ရှ်မြန်မာနဲ့သီရိလင်္ကာနိုင်ငံတို့ပါဝင်တဲ့အဲ့ဒီဘင်းစတက်အဖွဲ့ရဲ့ထိပ်သီးဆွေးနွေးပွဲကိုစစ်ရာဇဝတ်ကောင်မင်းအောင်လှိုင်တက်ရောက်မဲ့အစီအစဉ်ဟာမြန်မာပြည်သူတွေရဲ့လူ့အခွင့်အရေးနဲ့ဒီမိုကရေစီမျှော်မှန်းချက်တွေကိုပြောင်းတင်းစော်ကားလိုက်တာဖြစ်တယ်လို့လဲလူ့အခွင့်အရေးတက်ကြွလှုပ်ရှားတဲ့အဖွဲ့တစ်ခုဖြစ်တဲ့ Justice for Myanmar ကထုတ်ပြန်လိုက်ပါတယ်။အလားတူမြန်မာစစ်အုပ်စုခေါင်းဆောင်မင်းအောင်လှိုင်ကိုဘင်းစတက်ထိပ်သီးဆွေးနွေးပွဲကိုဖိတ်ကြားတဲ့ထိုင်းအစိုးရရဲ့ဆွေးနွေးချက်ကိုလည်းအပြင်းထန်ရှုံချရလို့အရက်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Defend Myanmar Democracy DMD အဖွဲ့ကလည်းထုတ်ပြန်ပြောဆိုထားပါတယ်။ဒါအပြင်ဘင်းစတက်အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ရာဇဝတ်မြန်မာစစ်အုပ်စုကိုအတိအမှတ်မပြုဖို့အတွက်မင်းအောင်လှိုင်နဲ့သူ့ရဲ့ကိုယ်စားလှယ်တွေကိုထိပ်သီးအစည်းအဝေးကနေတားမြစ်ဖယ်ရှားဖို့လူ့အခွင့်အရေးအဖွဲ့တွေကတိုက်တွန်းတောင်းဆိုထားပါတယ်ရှင်။